ကဲနေ့ကင်းကစောက်တွေရောက်တယ်ခုစောက်တွေကတော့စစ်ပြီးသွားတယ်စင်းနေပါလေတော်များများစစ်ပြီးသွားပြီတဲ့ဆိုတော့ဒီမှာမစီရသေးဘူးနော်ထက်မြက်တဲ့ဒါသာဆိုကျွန်တော်များများမှာဘာလို့ဆိုတော့သူရောင်းရတာ哦ဆရာကြီးဘူးလေးမှဆိုရောင်းအောင်စောက်နွေဦးကာလမိထားတော့ခါဒါလေးလည်းဟိုရောင်းရမယ်လို့မထင်ဘူးပေါ့နော်ဒါပေမဲ့ရောင်းရတယ်နော်ဒါမင်းယူဝေရဲ့စောက်နောက်ပြီးတော့တော်လိုင်းတွေ့ကြုံများပို့တာရဘီမိုးနင်းကဒီဥစ္စာနောက်ပိုင်းဒီဟုတ်တယ်ဒီဥစ္စာလေးကိုတွေ့တယ်အရင်တော့ဘာလို့ရောင်းရပါလဲဒီစာအုပ်လေးကလေဒီ TikTok မှာဆရာလူရင်းဆော့ချစ်ကနေဒီစာအုပ်လေးအကြောင်းကိုစာပေဟောပြောပေးမှာထည့်ပြောတယ်အဲ့အတူလေးကိုဖတ်ကြပြီးဒီစာအုပ်လေးကိုလာဝယ်ကြတာပေါ့နော်အဲ့တော့ဒီစာအုပ်လေးဟိုရောင်းရတယ်ပေါ့လေနောက်ဒါစိတ်ခမောင်ရဲ့စာအုပ်စုရစာအုပ်နောက်ခုသူ့မောင်ရဲ့စာအုပ်ကလည်းဟိုအခြားစာအုပ်လေးရှိတယ်ဒီစာအုပ်လေးမရှိရတယ်ထည့်မှာလိုက်တယ်နော်ကိုရဲ့လင်းလူပါပြီနော်ကိုကဒီခေါင်းလောင်းတန်ရဲ့လင်းလူပါပြီနော်တာရှိမှာစာအုပ်လေးပြုံမအောင်ဆိုရနောက်ပြီးတော့တာရုစ်မှာဆိုရင်ဆရာတာရုရဲ့စာအုပ်ဆိုရင်လည်းဒီအတာပေါ့လေတာရုရဲ့အတာရောင်းရတယ်နော်ဒါကြတော့ဆုံးဖြတ်ချက်မှန်ကန်စီကိုအောင်လိုက်လေโอเคနောက်ပြီးတော့ဒီ rubber ကပြန်ထွက်ပြီနော်အရင်တော့ဂန်းကော်ဝေးတိုက်ထုတ်ပါအခုစိတ်ကူးတိုက်ထုတ်ဖြစ်သွားပြီဒါပေမဲ့ဆောက်ရတာမကြိုက်ဘူးပေါ့ဗျာကျွန်တော်အဲ့ rubber ကလည်းဖတ်ပြီးပြီဟိုကြိုက်ခဲ့တယ်ပေါ့နော်ဟိုအရင်ကြိုက်တာတော့မဟုတ်ဘူးပေါ့နော်အဲ့လိုဒီအိမ်ဆိုင်ကြီးမှာထားပါတော့ဒါကတော့ဒါလူထုတိုက်ထုတ်စာအုပ်တွေပါဒီအောက်ကလူထုကလည်းကျွန်တော်မှားလိုက်သေးတာရောက်လာတော့ဒီမှာနော်အားလုံးကောင်းကြရလားအခုကျွန်တော်ဖတ်နေကျွန်တော်လေးနဲ့တူဖတ်ပြီးပြီမနီးရဲ့ခီးဖတ်ပြီးပြီထောင်းတဲ့လူသားလည်းဖတ်ပြီးပြီနောက်ကြံသေးတယ်ဒီဆရာရှိဦးတောင်းထဲမှာဆိုရင်အခြားစာအုပ်တွေထက်ဒီတသက်တာမှတ်တမ်းနဲ့အတွေးခေါ်များအဲ့စာအုပ်ကရောင်းရတယ်နော်ထိုင်းစကားထိုင်းနိုင်ငံဆိုတော့လေထိုင်းစကားပြောလို့ရကျွန်တော်စီမှာဒါရောက်လျှောက်ရောင်းရတယ်နော်ထိုင်းစကားပြောကြစို့နောက်ပြီးတော့အဲ့ဒါရေနောက်ပြီးတော့ BFN ထိုင်းစကားပြောဒီစာအုပ်လေးလည်းရောင်းရတယ်အတားရှိမယ်ဒီထဲမှာတော့အများကြီးပဲဗျဒီမှာကွယ်နေတဲ့စာအုပ်တွေကကျွန်တော်ဗျအများစိမ့်မြကမာရော့နော်ဆီယမနွေဝင်ဝိုင်းစာအုပ်ကျွန်တော်ကြိုက်တယ်ဒါလေးဒီဟိုစုရရဲ့စာအုပ်ပေါ့လေနော်ကုန်သွားပြီနောက်ဒေါက်တာဆိုတန်ကျွန်တော်ရှိမှာဒေါက်တာဆိုတန်နဲ့ပတ်သက်ရင်ရောင်းရဆုံးကဒီစာအုပ်လေးနော် English speaking အတွက်နေ့စဉ်သုံးဝဲကြများချစ်တော်မက်ကီဟိုအောက်မှာအဲ့ဒါကြတော့ဆီယမဝါတစ်ဆိုရဲ့အစ်ထွက်တဲ့စာအုပ်နော်ချစ်တော်မက်ကီနှစ်အုပ်တွဲပါနှစ်အုပ်တွဲတစ်ခုပေါ့လေနောက်တစ်ခုကပီကင်းကကြတော့အခုစားသားကပထမကလည်းညံ့တယ်အခုကပူညံ့သွားတယ်ဆိုခံစားရတယ်ပေါ့လေပီကင်းပေါ့နော်ပီကင်းကလည်းမှားလိုက်တယ်သူကလည်းမစိုးဒီစာအုပ်ထဲမှာဆိုရင်တော့ပေါ့လေဒီမောင်ထုံးသူရဲ့ဆိုင်ကောင်းတော့အရောင်းအောင်ဆုံးပေါ့နော်ဆိုင်ကောင်းကနံပါတ်1ပဲထူလဲစားရတာလည်းကောင်းတယ်အရောင်းအောင်ဆုံးလည်းဖြစ်တယ်အဲ့ဒါလည်းမှားတာဒါနတ်ຫນွေရဲ့လင်းအာယုံကဒါပြန်ထွက်တာဖြစ်မယ်ဗျာကျွန်တော်မသိဘူးပေါ့လေအခုမှပြန်ထွက်တာဟုတ်တယ်ဒါပြန်ထွက်တာဖြစ်ပါတယ်လင်းအာယုံဦးနော်အခုသိန်းဖေမြေဟုတ်မှာမြန်မာနိုင်ငံရေးကလန့်ဖြတ်မြင်ကွင်းနော်အဲ့ဒါရှိမယ်အဲ့အပေါ်မှာတရက်ခွင်ကနော်ဒါ Frank Kafka ရဲ့တရက်ခွင်နော်အဲ့စာအုပ်လေးရှိမယ်အဲ့ဒါအဲ့စာအုပ်လေးတရက်ခွင်အတားရှိမယ်နောက်ပြီးထက်မြက်တဲ့ဒါသာနော်ဆရာညီပူလေးမှာဆိုကျွန်တော်မှအရောင်းအောင်ဟာထက်မြက်တဲ့ဒါသာโอเคဒါပြောပြပါပြီနောက်ပြီးတော့ဒီဘက်မှာဆိုလဲဒါတွေကတော့ပြည်သူချစ်တော်အနုပြန်ရခုနကလူလူတိုက်ကနေကျွန်တော်မှားရင်းနဲ့ဒီစာအုပ်လေးတွေထပ်မှားလိုက်တယ်ဘာလို့ဆိုတော့ဒါအဝယ်လေးရှိလို့ပါနော်ဒါမနီးတဲ့ခရီးတွေပါကျွန်တော်ကြိုက်လို့နော်ဒါစာအုပ်တွေအများကြီးပဲလေးနဲ့အတူနော်ဒီနဲ့အတူရှိမယ်โอเคကိုရဲ့ခေါင်းလောင်းတန်ဒါရှိမယ်ဒါကတော့ကျွန်တော်တို့ဒီနေ့ရောက်တဲ့ဒီနာဝင်းကျင်လေးပေါ့နော်ဒီနေ့စာအုပ်က9ထုတ်နဲ့တဖာပေါ့လေအဲ့ဒါရှိမယ်ဒီမှာအထဲမှာတော့ကျန်တဲ့စာအုပ်တွေတော့ပြလို့မရတော့ဘူးပြရတော့နော်ဒီဘက်ကဟာမပြရသေးဘူးနော်အညာတရားရှုခင်ဆရာတက်တူးရဲ့စာအုပ်ဒါဆရာဒေါက်တာဆိုတန်စစ်မှန်တော့ပညာနဲ့ဖတ်စေခြင်းနဲ့စာတူပိစာများနော်တနေ့တည်းဗကန်ပြေဘယ်ပြေးမလဲဒါဒီစာအုပ်လို့ကျွန်တော်ကြိုက်တယ်နော်အစိမ်းစင်းအောင်ရက်ဆွဲများဟိုဒီဆရာထွင်တင်ဆရာတော်ဖြစ်ကုန်ပြီထွင်တင်လို့ပြောမယ်နော်ကျွန်တော်တို့ဟိုထွင်တင်ရဲ့ဒီအမှတ်တရပါလေအဲ့ဒါလေးတွေကိုရေးထားတာโอเคဟိုဘက်မှာရှိမလဲဆိုတော့ဒီမှာစိုက်ခန့်လိုက်နော်အမေးများတယ်ရောင်းဟိုဖြစ်ကြရပါလေဒါဟိုတက်ဆန်ပဲကျွန်တော်ဒီတယောက်ကဒီဥစ္စာလေး
ဟိုဘောလေးပေါင်းချုပ်လေးမထွက်သေးဘူးလားတဲ့ဆိုပြီးတော့ပြောနေနေမှာဟဲ့ဒါကြီးထွက်ချလာနော်ဆိုင်ခတ်လိုက်ဒါကြီးထွက်ချလာတယ်ဆက်ကူဖြူကျော်နေပါနော်ဆက်ကူဖြူကျော်နေအဲ့ဒါရှိမယ်ဒါခုနခြေသွားမက်ကြီးပြပြီးပြီနော်အေးဆရာ OBJ ကစက်ထမအစုနော်ပစ္စမအစုပြီးသွားပြီစက်ထမအစုတရားလေးထွက်လာပြီဗောနော်ဒါလေးဆရာအဲ့တော့ကျွန်တော်လက်မှတ်လေးထိုးခိုင်းလိုက်တယ်ပါလားမသိနော်ဟေးအဲ့ပါဘယ်ဆောင်မှပါမလားပါမသိဒါကတော့ဒီစာအုပ်တွေကတော့ဗျာကျွန်တော်မှမရှိဘူးမရှိတာနဲ့ကျွန်တော်ဒီဟာကြီးပေါ့နော်ဇန်နီးပဲတအုပ်စီပါပဲနော်ကျွန်တော်လည်းဒါတွေကတိတ်မမေးကြပါဘူးငွေကြတောင်းတောင်းအဲ့ဒါကျွန်တော်ဒါလေးလည်းမှားလိုက်တယ်နောက်တစ်ခုကလှသမင်ရဲ့မြန်မာစာပေအစီနဲ့များတဲ့နော်ဒါလေးတွေရှိမယ်နောက်စကိုင်းဖို့သင်းစာကိုဘွားအမှောင်တို့နော်အမီဆိုးတို့ငမဲကြုံနော်ဒါအမီဆိုးငမဲကြုံနာမည်ကြီးပေါ့နော်ကျုံယုံမကျုံယုံမနာမည်ကြီးရနော်အောက်မှာကျုံယုံမဆိုတဲ့စာအုပ်လေးပါတယ်နော်နောက်တစ်ခုကဒါတွေကတော့ပုံမှန်တိုင်းကျွန်တော်လည်းသိချာတော့မသိဘူးဒီပုံမြင်လေးဆိုတာလည်းမှားလိုက်တာပေါ့တက္ကသိုလ်များစေရဲ့နောက်တိုးနော်ဒါလည်းရှိမယ်ဆရာနိုင်ဝင်းဆွေနော်ဆရာနိုင်ဝင်းဆွေကိုကျွန်တော်မှရှိသေးတယ်ဒါမှထပ်မှာလိုက်တာဟိုရောင်းရလားဆိုရောင်းရလို့မဟုတ်ဘူးကျွန်တော်ကြိုက်လို့ဆရာနိုင်ဝင်းဆွေနော်ဒါဆရာနိုင်ဝင်းဆွေဝတ္ထုတူပေါင်းချုပ်ရှိမယ်နောက်တော့မြိုင်နော်ဗမော်တရားရဲ့မြိုင်ရှိမယ်မြိုင်ဆရာဗမော်တရားမှာဆိုရင်ကျွန်တော်အခြားစာတွေမရောင်းရဘူးမြိုင်ရအရောင်းရဆုံးပဲကျွန်တော်ဆိုင်မှာအဲ့ရှိမယ်နောက်ပြီးတော့ကဲတွတ်ပြီးဟိုတနေ့ကပဲဝယ်သွားရနော်စီးလိုက်မြန်ရစာတွတ်ပြီးစီးလိုက်ရှိရပေါင်းချုပ်တစ်ကနေပြီးတော့10ထိရှိပြီဗျအဲ့တော့ကျွန်တော်တစ်တွေကလည်းတည့်ရတိုင်းပဲလာဝယ်အရင်ဆုံးတစ်ကစလာဝယ်ကြရဆိုတစ်ကကုန်တာမြင်တယ်အဲ့တစ်ကိုတော့များမှာတယ်ပေါ့လေနောက်ပြီးတော့ဒီဟိုကာတွန်းငွေကြီးရဲ့စာအုပ်လေးတွေနော်ကျွန်တော်အဲ့ဒါလေးလည်းမှာလိုက်တယ်ဒီမှာစက်ထမအစုဟောဒီမှာစက်ထမအစုရှိရနော်ခုနကတော့စာအုပ်ကစက်ထမအစုနော်ကျွန်တော်အဲ့ဒါမှာလိုက်တယ်โอเคအဲ့ဒါဒီနားမှာဒီဥစ္စာလေးတွေရှိမယ်နောက်ပြီးတော့ဒီနေ့ကရေယုံ35ဆိုတော့ပစ္စည်းတွေဖောက်ထားတာဆိုတော့ပစ္စည်းတွေပြည့်နေနေဒီတသက်ရမရှိဘူးပြဟောဒါပင်လယ်ပြန်နဲ့တန်ကားပေါ့နော်ကျွန်တော်ရှိမှာအယောင်းအဆုံးဆိုရင်မောင်စုရှင်ပင်လယ်ပြန်တန်ကားကရောင်းရတယ်အဲ့တော့များများစားမှားတယ်ဒါတွေကကျွန်တော်တို့ဒီနှစ်အုပ်တွဲလေးတောင်းအုပ်တွဲလေးထုတ်ထားတာပေါ့နော်ဘာလို့ဆိုတော့ဒီစာအုပ်တွေညစ်ပတ်မှာကြောက်လို့ကျွန်တော်သိမ်းရမှာဟုတ်ဒီစာအုပ်တွေကသိမ်းရမှာဆိုကျွန်တော်နှစ်အုပ်တွဲသုံးအုပ်တွဲလေးလောက်ထားတယ်နော်ခင်နီးဒါအစ်စ်ထွက်တာပါခင်နီးရဲ့ဝတ္ထုတို့ပေါင်းချုပ်နော်ဒါကဒုတိယအတွဲပထမအတွဲပါအတွဲလိုက်လေးဟောလေနော်ကျွန်တော်ဝယ်ထားတာဒါမောင်ထင်ရဲ့ကမ္ဘာဝတ္ထုတို့များနော်ကျွန်တော်ကြိုက်တယ်နော်ဒီဥစ္စာလေးဆိုတော့ဖက်စီကျင်တယ်ဗျသိလားဒီအခြားလူတွေလည်းလေတကယ်ဟိုပဲဖတ်တဲ့တယ်ဗျတချို့ဟာလေးတော်တော်ကောင်းတယ်ဗျကျွန်တော်ဖတ်ခဲ့ရကျွန်တော်အကုန်လုံးဖတ်ပြီးတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ဖတ်တဲ့အတွင်းမှာကြိုက်တဲ့ပုံကြီးတော်တော်များတယ်The Great Expectation မျှော်တလင်းနဲ့နော်ဆရာရှိဦးတောင်းလဲဘာသာပြန်တယ်အချင်းဒီဥစ္စာကတော့ဒီမျှော်တလင်းပေါ့နော်ဒီသူ့အတိုင်းပြပြန်လာတာဆရာမောင်ထုံးတည်ရဲ့မျှော်တလင်းနဲ့မိုက်တယ်ဒီကလည်းမောင်ထုံးသူထဲမှာဆိုရင်စိုင်ကုံရောင်းရတယ်မျှော်တလင်းနဲ့ရောင်းရတယ်ပေါ့ဗျာဇုံနိုင်ဒါအစ်စ်ပါဇုံနိုင်ကျွန်တော်မှမရှိဘူးเนาะကျွန်တော်ဆိုင်ပါနောက်ပြီးဒေါက်တာတန်းထွန်းကျော်စာ100เนาะကျော်စာ100ကလည်းဒီကျွန်တော်မှမရှိတော့ဘူးပေါ့เนาะမရှိတော့ကျွန်တော်ဒီလောက်ပဲမှာဒါဆိုတော့ဒီဇောက်ကနည်းနည်းလေးပဲမှာတယ်ပေါ့ဆိုတော့အဲ့လောက်ကြီးတော့ဟိုရောင်းရတယ်မှာပေါ့เนาะဒီပါဒီစာအုပ်တွေဆိုလည်းကျွန်တော်ပြချင်တယ်ဗျဒါကတော့ခုနကစိုင်းခန်းလေးစာအုပ်တွေပါထုတ်လာတယ်โอเคအဲ့တော့ကျွန်တော်တို့ကဲဒါကတော့ညဘက်လေးဆိုတော့ AC လေးပေါ့ဗျာအတန်နေလဲတိတ်တယ်နေကင်းကြရင်ရှေ့အကားတွေကသွားဟိုနေရတီးနော်အဲ့ကြတော့တော်တော်ကြီးဟိုကဘယ်လိုပြောရမလဲ busy ပေါ့ busy ဖြစ်တဲ့နေရာဆိုတော့အတန်ပလန်စုံတာပေါ့ဗျာအဲ့တော့သူရိုက်အေးဆေးမရဘူးဖြစ်တယ်အခုမှပဲတိတ်စိတ်လေးရှိတော့တေချာလေးရိုက်ဖြစ်တယ်ပေါ့နော်အဲ့တော့တဖြည်းဖြည်းနဲ့လည်းဗီဒီယိုဖိုင်လေးများလေးတင်ပြီးသွားမှာပေါ့နော်ဘာလို့လဲကြည့်ရလွယ်အောင်ကျွန်တော်လည်းကိုချင်းစားရပဲကျွန်တော်လည်းလေအဲ့စာအုပ်တွေဝယ်တဲ့ခါမှာလေကိုကသွားပြီးမဝင်နိုင်တဲ့ခါကျမှကျတော့ကြည့်ကျင်တယ်ဘယ်လိုကြည့်ရမှာလဲအော်လို့ငါတို့ဆိုင်မှာရှိတဲ့စာအုပ်လေးတွေကိုရိုက်ပြလိုက်ရင်ကောင်းမှာပဲပေါ့အဲ့ဆိုရင်အဲ့လိုပေါ့နော်တကယ်တော့ပုံမှန်တိုင်းကတော့ကျွန်တော်တနေ့ကို article တစ်ခုကိုတင်တယ်ဒါပေမဲ့လည်းကိုလိုချင်တဲ့အမြင်အကုန်လုံးကြီးမတင်နိုင်တော့မတင်ဖြစ်တဲ့စာအုပ်တွေလည်းရှိတာ哦အဲ့တော့အဲ့လိုလေးတွေကြည့်ပြီးတော့ကိုကရွေးမယ်ပေါ့ဗျာ
ဟလာကိုကြိုက်တဲ့ဟာလေးတွေ့ဟာဒါလေးကိုစပနရိုက်ပြီးတော့အပင်နေရာလေးပင်စားလေးမှာမယ်ပေါ့အဲ့လိုမျိုးပေါ့လေနော်အဲ့တော့စာအုပ်တွေမှာလို့ရပါတယ်ထိုင်းနိုင်ငံအနှံ့ပို့ပေးပါတယ်အရင်ငွေချေရပါတယ်နော်โอเคအဲ့တော့ဘယ်လိုပြောရမလဲဒီမဲဆောက်မှာဆိုတော့လာပြီးတော့ကြည်ပေါ့နော်ရွှေပေါ့နော်ထိုင်းနိုင်ငံကကျွန်တော်ပို့ပေးတယ်အရင်ငွေချေနေရတယ်ဒါလည်းကျွန်တော်နောက်ထပ်မှာလိုက်တာပေါ့နော်မြန်မာပြည်သားရန်ကုန်မှာစီမရှိသေးလို့စာအုပ်တွေကတော်တော်ဆုံးပါပြီအရင်မှာစရာကျွန်တော်မှတိတ်မရှိတော့ဘူးပေါ့လေโอเคအားလုံးကျေးဇူးပါအဆင်ပြေကြပါစေစိတ်ချမ်းသာမှုရှိပါစေကိုယ်ကျန်းမာရှိပါစေ